အားလုံးမင်္ဂလာပါဒီနေ့တော့ Azalea Star အဖွဲ့ကမြန်မာရိုးရာကားနဲ့ရရှိခဲ့တဲ့အောင်မြင်မှုခုနှစ်တွေကို booster ဖြစ်နဲ့ share လုပ်ပေးလိုက်ပါတယ်2023ခုနှစ်မှာတော့ Azalea Star အဖွဲ့ကကိုရီးယားနိုင်ငံမှာကျင်းပတဲ့ Culture Dance Festival မှာ Blessed Rain ဆိုတဲ့ကားနဲ့ဝင်ရောက်ရှိပြိုင်ခဲ့ပါတယ်ဒီတော်ပြမှုကနေမြန်မာရိုးရာကားရဲ့အလားပါနဲ့ရည်ချင်းမှုကိုနိုင်ငံတကာရှင်းမှာဂုဏ်ယူစွာနဲ့တင်ဆက်နိုင်ခဲ့ပါတယ်ရန်ပွဲဝင်အားလုံးကအရေးချင်းမြင့်မားတာကြောင့် Azalea Star အဖွဲ့က Grand Prize ဖြစ်တဲ့ကျေးဇူးဆုကိုသာရရှိခဲ့ပါတယ်2024ခုနှစ်မှာတော့ Azalea Star အဖွဲ့ကပုံမကောင်းမှုတဲ့အကောက်အကွဲတွေတင်ဆက်မှုပိုင်းတွေနဲ့ထပ်မံရှိပြိုင်ခဲ့ပါတယ် Wash Away ဆိုတဲ့ခေါင်းစဉ်အောက်မှာမြန်မာတကြံရည်ချင်းမှုကိုတချင်းအကားတို့နဲ့ကဘာကိုမိတ်ဆက်ပေးခဲ့ပါတယ်ဒီတစ်ချိန်မှာတော့ Silver Prize ဖြစ်တဲ့ငွေကြေးဆုကိုသာရရှိခဲ့ပြီးအောင်မြင်မှုတစ်ဆင့်ထပ်တိုးနိုင်ခဲ့ပါတယ်2025ခုနှစ်မှာတော့ Azalea Star အဖွဲ့က Grand Prize ဆုကိုရယူနိုင်တဲ့အရေးချင်းနဲ့ထပ်မံရှိပြန်ခဲ့ပါတယ် Red Scale ဆိုတဲ့တချင်းခေါင်းစဉ်နဲ့မြန်မာပြည်သူတွေကြုံတွေ့ခဲ့ရတဲ့ရေဘေးငလေဘေးနဲ့စစ်ဘေးတို့ကိုအမှုပညာနဲ့ဖော်ပြတင်ဆက်ခဲ့ပါတယ်ကျော်ပြမှုကောင်းမွန်ခဲ့ပေမဲ့လည်း Grand Prize ဆုကိုအခြားအဖွဲ့ကရရှိသွားပြီးတော့ Azalea Star ကတော့ Gold Prize နဲ့ကျင်းပခဲ့ရပါတယ်2026ခုနှစ်မှာတော့ Azalea Star အဖွဲ့ရဲ့နှစ်ပေါင်းများစွာစူးစမ်းထုံးမှုကအကောင်းဆုံးရလဒ်ဖြစ်ပေါ်ထွက်လာခဲ့ပါတယ်မင်္ဂလာပါဆိုတဲ့တချင်းခေါင်းစဉ်နဲ့မြန်မာရိုးရာကားကိုအကောင်းဆုံးတင်ဆက်နိုင်ခဲ့ပြီးတော့ပြန်ပွဲရဲ့အမြင့်ဆုံး Grand Prize ဆုကိုစုကူသွားနိုင်ခဲ့ပါတယ်ဒီခီးစဉ်ကိုကြည့်လိုက်ရင် Azalea Star အဖွဲ့က2023ခုနှစ်မှာ Crown Prize 2024ခုနှစ်မှာတော့ Silver Prize 2025ခုနှစ်မှာ Gold Prize နဲ့နောက်ဆုံး2026ခုနှစ်မှာတော့ Grand Prize ဖြစ်တဲ့အမြင့်ဆုံးဆုအထိတစ်နှစ်ပြီးတစ်နှစ်မလျှော့တော့ဇွဲလောက်လာနဲ့ရှင်ပြိုင်နိုင်ခဲ့တာကိုပြင်တွေ့နိုင်ပါတယ်ဒီအောင်မြင်မှုတွေကစူးစမ်းမှုကိုမစွန့်လို့ပဲနဲ့ဆက်လက်ရှောင်းလန်းရင်ရည်မှန်းချက်တွေကိုအမှန်တကယ်ရောက်ရှိနိုင်တယ်ဆိုတဲ့သင်ခန်းစာကိုလည်းပေးစွမ်းနိုင်ပါတယ်ကျွန်တော်တင်ပြတဲ့အကြောင်းအရာတွေကကိုရီးယားနိုင်ငံအတွင်းကရှင်ပြိုင်မှုတာဖြစ်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်